မင်္ဂလာပါ9ရက်2လ2026မင်္ဂလာနေ့လည်ခင်းပါဒီနေ့လည်ခင်းလေးမှာကျွန်တော်ပြောချင်တာတော့ကျွန်တော်နေ့တိုင်း TikTok ပေါ်ဒီ Facebook ပေါ်ဒီမှာရေးနေတယ် TikTok ပေါ်ဒီမှာပြောနေတာများသည်ပြောနေတဲ့စကားရက်များအလုံးဒီဘဝသင်ခန်းစာတွေရရှိကြပါသည်နိုင်ငံရေးသင်ခန်းစာတွေရရှိကြပါသည်ဓမ္မသင်ခန်းစာတွေယူနိုင်ကြပါသည်ဆိုတဲ့အကောင်းမြင်စိတ်နဲ့ကျွန်တော်ပြောနေရခြင်းဖြစ်တယ်လို့ဥစွာပထမတင်ပြပြရလေကျွန်တော်တို့နိုင်ငံမှာရေကြိုတောက်ရံမြေချောင်းကန်နေဆိုတော့ရေကြိုတွေလည်းပေါ်တယ်ရေလည်းမရှာဘူးရွှေလည်းမရှာဘူးရွှေလည်းထွက်တယ်ရေကြိုတွေလည်းရှိတယ်ရွှေလည်းရှိတယ်ဗရမ ्या လည်းထွက်တယ်ကြောက်စိမ့်လည်းထွက်တယ်ဗန္ဓုကပလာမြတ်ကြောက်ဖျာခင်းထားသလိုအေယာဝတီတိုင်းရန်ကုန်တိုင်းစရှိတဲ့ပဲခူးတိုင်းတွေမှာမြဝကျုံပေါ်ဒေသတွေမှာစံရည်စပားကလည်းများပါပြီများပါလေလေတမွဲမွဲနဲ့ရေကြိုတောက်ရံမြေချောင်းကန်နဲ့ရေနံလည်းထွက်တယ်ဘယင်တွေခစ်တယ်6ရေနံเจ้าမှာစားကြတော့ဆရာပဲပြောင်စပါစီလဲထွက်တယ်ဆန်လဲထွက်တယ်ရေကြိုငါရေငန်ငါပြင်မြမပင်လေပင်ပိုင်နေကြီးလဲရှိတယ်ကျွန်းတစ်တွေလဲပေါ်တယ်ပယံစားတအားလုံးလဲပေါ်တယ်ရေကြိုတွေလဲပေါ်တယ်သားငါးတွေလဲပေါ်တယ်အမဲသားဝက်သားကြက်ကျွဲနွားစိတ်တို့အကုန်မွေးလို့လဲရတယ်တောင်တန်းကြီးတွေမှာလဲအများကြီးတဘာဝတင်စားတာတွေတစ်ပင်ပတ်မှတ်နေနဲ့လိုလေသေးမရှိတဘာဝပေးထားတဲ့တဘာဝအရင်းမြစ်တွေအလျံအပယ်ထွက်နေပါလေရေကြိုတောက်ရံမြေချောင်းကန်နဲ့စံရည်စပါးတမများနဲ့များပါလေလေတမွဲမွဲနဲ့ဘယ်လောက်ရှင်သာစရာကောင်းလဲဘာကြောင့်ကျွန်တော်တို့နိုင်ငံစိန်ရွှေငွေကြောက်တံပရမယာနီလာပရင်တုတ်တာအစရှိတဲ့ယရနာအားလုံးနဲ့ထွက်တယ်ကျွန်းသိပြင်ကရိုအားလုံးနဲ့ထွက်တယ်ရေကြိုတွေလည်းပေါ်တယ်ရေကြိုရေတယံဇာတာတွေလည်းပေါ်တယ်တဘာဝတယံဇာတာတွေလည်းပေါ်တယ်ပဲပြောင်စပါးလည်းပေါ်တယ်လိုလေသိမရှိတဘာဝပေးထားတဲ့တဘာဝတရားကြီးရဲ့အရင်းမြစ်တွေရှိပါလေနဲ့ကမ္ဘာအလယ်မှာအောက်တန်းနောက်တန်းကြရတယ်မျက်နှာငယ်ရတယ်မွဲနေတယ်တိုင်းတယ်ပါကျွန်ထွက်ခံနေရတယ်ဘဝတွေဟာဘာကြောင့်ဖြစ်တာလဲလို့ပြန်လဲသုံးသပ်ကြည့်လိုက်ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့မကောင်းတဲ့အမွေဆိုးကျွန်တော်တို့ယင်ထဲမှာရှိတယ်အထူးသဖြင့်နိုင်ငံရေးသမားတွေရဲ့ယင်ထဲမှာရှိအဲ့ဒါဘာလဲဆိုတော့ကိုနေရာမရရင်ယာဓုအာနာနေရာလက်လွတ်သွားလို့ရှိရင်ဖြက်စီးတော့တာပဲဘသူမျက်နှာမှမကြည့်ဘူးတိုင်းပြည်အနာဂတ်လည်းမကြည့်ဘူးကိုမျိုးဆက်ရဲ့အနာဂတ်လည်းမကြည့်ဘူးကိုလူမျိုးတွေရဲ့အနာဂတ်လည်းမကြည့်ဘူးကိုနိုင်ငံအနာဂတ်လည်းမကြည့်ဘူးရှင်းရှင်းမကိုမွေးထားတဲ့သားသမီးတွေနာမည်ဆိုးနဲ့ကြံခဲ့မယ်စသင်းရဲ့ဒုက္ခရောက်ကဘာအနာဂတ်ဘာအမျှော်မြင်မှမကြည့်ဘူးကိုယာဓုမရတော့ဘူးကိုနေရာမရတော့ဘူးဆိုရင်အကုန်ဖြက်စီးတော့တာပဲနော်အဲ့လိုခေတ်အဆက်ဆက်တမိုင်းအစဉ်ဆက်မှာယာဓုအာနာမရခင်တော့ကောင်းတယ်ယာဓုအာနာရသွားလို့လက်လွတ်သွားပြီဆိုရင်အကုန်ဖြက်စီးတော့တာပဲကျွန်တော်တို့နိုင်ငံမှာလေကျွန်တော်တေချာတွေးတယ်ဘာကြောင့်ဒီလိုဖြစ်ကြတာလဲခုနကအပေါ်ပိုင်းမှာပြောခဲ့တဲ့အကုန်ပေါ်များအလျံပဲရှိနေပါလေနဲ့ဘာကြောင့်ဒီလိုဖြစ်ကြတာလဲဆိုတော့တမိုင်းအစဉ်ဆက်ကနိုင်ငံရေးနယ်ပယ်မှာခေါင်းဆောင်ခဲ့တဲ့လူတွေကနေရာလက်လွတ်သွားရင်ယာဓုလက်လွတ်သွားရင်အာနာလက်လွတ်သွားရင်အကုန်လုံးဖြည့်ဆည်းတော့တာပဲဘယ်သူမျက်နှာမှမကြည့်ဘူးအမျှော်မြင်လည်းမရှိဘူးအဲ့တော့ကျွန်တော်တို့နိုင်ငံမှာဒီယာဓုမရခင်နေရာမရခင်ဒီမှာရိုးသားတရားနဲ့ယာဓုနေရာလက်လွတ်သွားလို့ရှိရင်ဖြည့်ဆည်းတော့တာဘယ်သူမျက်နှာမှမကြည့်အနာဂတ်ကိုမကြည့်တိုင်းပြည်မျက်နှာမကြည့်ကိုမျက်နှာကိုမကြည့်ကိုမျိုးဆက်ကိုမကြည့်ယာဓုအာနာနေရာလက်လွတ်သွားရင်ဖြည့်ဆည်းခဲ့တဲ့လူတွေယာဓုအာနာနေရာကြောင့်ဖြည့်ဆည်းအင်္ဂလိပ်ခေတ်ကနေယနေ့ချိန်ထိဖြည့်ဆည်းခြင်းခံနေရတယ်အဲ့တော့ဘသူပဲအုပ်ချုပ်ဘယ်အစိုးရပဲအုပ်ချုပ်ဘယ်မင်းပဲအုပ်ချုပ်အဖြစ်အစည်းတွေနဲ့ယူယာဓုအာနာလက်လွတ်သွားတဲ့လူတွေကဖြည့်ဆည်းပြန်တာပဲဖြည့်ဆည်းတာကိုရှင်းနဲ့နိုင်ငံရှေ့မရောက်ဘဲနဲ့ဒီလိုတွေဖြစ်လာလို့ဘလောက်ပေါ်ဘလောက်များကျွန်တော်တို့နိုင်ငံဒီလိုဖြစ်ကြတယ်အနှစ်ချုပ်ပြောရရင်ကျွန်တော်တို့နိုင်ငံမှာယာဓုအာနာနေရသွားတဲ့လူတွေဟာအဲ့ဒီယာဓုအာနာနေရလက်လွတ်သွားရင်တော်တော်လေးကိုအသိဉာဏ်နှုံနဲ့စွာနဲ့မိုင်မဲစွာနဲ့ဖြည့်ဆည်းခဲ့ကြရတဲ့တမိုင်းအစဉ်ဆက်တော့ဖြည့်ဆည်းခြင်းခံလာရတဲ့အတွက်ကျွန်တော်တို့နိုင်ငံအခုလိုပျက်စီးနေတာလို့ကျွန်တော်ကကောက်ချက်ချပါလိမ့်အဲ့တော့ဒီပျက်စီးတွေကိုကျွန်တော်တို့ကသဘာဝသင်ခန်းစာဘဝသင်ခန်းစာဓမ္မသင်ခန်းစာတွေယူပြီးပြုပြင်နိုင်မှာရပါမယ်စီစီတဲ့မပြိုင်လဲယာဓုအာနာနေရာမရခင်ရိုးသားကြပါတယ်လူတိုင်းပျော်ဖို့လဲကောင်းပါတယ်အဖွဲ့အစည်းတွေတိုင်းမှာနိုင်ငံရေးပါတီတွေရောအဖွဲ့အစည်းတွေဟာယာဓုအာနာနေရာတွေမရခင်မှာတက်ညီလက်ညီညွတ်နဲ့စူးစမ်းကြတယ်ချစ်ဖို့ကောင်းတယ်ပျော်ဖို့ကောင်းတယ်ဒါပေမဲ့အဲ့ဒီနိုင်ငံရေးပါတီတွေအသင်းအဖွဲ့အစည်းတွေယာဓုအာနာနေရာတွေခွဲဝေတဲ့အခါကျရင်သွေးကွဲတော့တာပဲအဲ့ဒီလိုသွေးကွဲတော့တဲ့အခါမှာအတိညာရှိတဲ့လူတွေကယာဓုနေရာအာနာမရလဲငါပါတီငါတို့ရဲ့ပါတီငါတို့ရဲ့အဖွဲ့အစည်းငါတို့နိုင်ငံဆိုစိတ်နဲ့ထိမ့်ချုပ်ပြီးတော့အပြူသဘောနဲ့လိုက်လုပ်ပေးတဲ့လူကနဲတယ်ကိုယာဓုအာနာနေရာမရရင်ကိုအဖွဲ့အစည်းတွေကိုပြန်ပြစ်အောင်လုပ်တယ်
ကိုဗီသားဆိုရင်ကိုအပေါင်းတင်းရင်လည်းမိတ်ပြေအောင်လုပ်တယ်ပြောတယ်ဆိုတော့ကိုအဖွဲ့အစည်းမျက်နှာကိုပြန်မကြည့်ဘူးကိုနိုင်ငံမျက်နှာကိုပြန်မကြည့်ဘူးကိုယာတုအာဏာနေရမရတာနဲ့ကပြောချင်းရပြောလုပ်ချင်းရလုပ်ချင်းနဲ့တိုင်းပြည်ရပြက်လာတယ်အဲ့တော့ဘယ်နေရာမှာပဲဖြစ်ဖြစ်ယာတုအာဏာနေရမရခင်မှာပါတီတွေအဖွဲ့အစည်းတွေတက်ညီလက်ညီလုပ်ခဲ့ကြပြီမယ်ယာတုအာဏာနေရတွေအထိုင်ချတဲ့နေရာမှာမျှော်မှန်းထားပြီးမရခဲ့တဲ့အခါကျတော့ဖြက်လို့ဖြစ်စည်းတွေပြောကြပါတယ်အခုလဲတချို့ဟာလေးတွေတွေ့နေရတာရှိပါတယ်ယာတုအာဏာနေရမရလာတဲ့အခါကျတော့ဝမ်းနည်းစရာလေးတွေပြောဒါကတွေကလည်းနိုင်ငံရေးမှာဖြစ်တင်ပါတယ်လူတိုင်းဥက္ကဋ္ဌလုပ်ချင်လို့တော့မရဘူးပေါ့ကျွန်တော်တို့နိုင်ငံနိုင်ငံရေးပါတီတွေများပြီးတော့ဟိုဥက္ကဋ္ဌတွေများတာလည်းပြောနေလေနိုင်ငံဥက္ကဋ္ဌလုပ်ချင်တာဟုတ်ဗျလူကြီးဥက္ကဋ္ဌဆိုတာပါဠိလိုပေါ့အကြီးအကဲလုပ်ချင်တယ်အကြီးဆုံးလူလုပ်ချင်တဲ့အခါကျတော့ပါတီတွေအများကြီးချောင်းတော့ပြီးဥက္ကဋ္ဌတွေလုပ်တော့တာပဲအောင်မြင်ခြင်းရွေးကောက်ပွဲကိုရှင်ပြိုင်နိုင်ခြင်းမရှင်ပြိုင်နိုင်ခြင်းဂုဏ်သိက္ခာရှိခြင်းမရှိခြင်းနဲ့ဥက္ကဋ္ဌလောက်ကပြီးရောဟုတ်လားဘဝင်တန်းဝင်နိုင်ငံတော်အဆင့်လူကြီးတွေနဲ့တွေ့ဒီလိုတွေလည်းရှိတာပေါ့ဗျာဒါတွေလည်းစိတ်ပြတ်ဖွယ်တာတွေ့ရပါတယ်အဲ့တော့အကြီးကဲတွေဖြစ်ချင်တယ်ကျွန်တော်နိုင်ငံတော်တော်လူကြီးဖြစ်ချင်တဲ့နိုင်ငံလူကြီးယူပြီးတော့လူကြီးမဖြစ်ချင်နေရာမရရင်ဖြစ်စည်းခဲ့လို့တိုင်းပြည်ဒီလိုဖြစ်တာလို့ကျွန်တော်ကောက်ချက်ချတယ်ဒါကျွန်တော်ရဲ့ပုဂ္ဂလိကဆန်တဲ့ကောက်ချက်အဲ့တော့ဒီနေရာမှာကျွန်တော်ပြောချင်တာယာရုပါဝါအာဏာနေရာမရလေကိုယ်နိုင်ငံမှာလားကိုယ်အဖွဲ့အစည်းပါလားဆိုတော့အတိရှိပါထိတ်ချုပ်နိုင်ကြပါစေဇီးသီးတဲ့မပြိုင်းလို့ဘဝမမိတ်ပါစေနဲ့နောက်တစ်ချက်ဇီးသီးပန်းလည်းမမှောက်ကြပါစေနဲ့ကျွန်တော်တို့မိသလောက်နိုင်ငံရေးသင်ခန်းစာမှာအင်္ဂလိပ်ကလွတ်လပ်ရေးပေးတဲ့အခါမှာလဲအာဏာနေရာတွေအထိုင်ချတဲ့အခါမှာဇီးသီးပန်းမှောက်လို့တိုင်းပြည်ဟာသူ့တက်ကိုယ်တက်နဲ့ပြက်ခဲ့ကြတယ်နော်ပြက်ခဲ့ကြတယ်ဒီလိုပေါ့ရှစ်ခေတ်တွေမှာလည်းပြက်ခဲ့ကြတယ်2010တပ်မတော်အစိုးရကနေပြီးရသားအစိုးရကိုချိန်တော့လဲယာရုအာဏာနေရာတွေလက်လွတ်ပြီးတော့ဇီးသီးပန်းမောက်ကြပြန်တာပဲစီဒီဘန်မှောက်ပြီးအချင်းချင်းပြိုကွဲကြပြန်တာပဲ2015မှာလည်းသူတို့လည်းစီဒီဘန်မှောက်တာပါပဲသူတို့စီဒီဘန်မှောက်တာထိန်းချုပ်နိုင်ကြနှင်နိုင်တယ်အချိန်တိုင်းပါတီဆိုတဲ့အောက်မှာသူတို့ကစီလုံးကြတယ်အခုလဲကျွန်တော်ပြောချင်တာကတော့စီဒီဘန်မမှောက်စေချင်ပါဘူးเนาะအားလုံးဟာဘာပဲလုပ်လို့ငါနိုင်ငံငါတို့ပါတီငါတို့အဖွဲ့အစည်းငါတို့နိုင်ငံအတွက်အားလုံးသောပါတီနိုင်ငံရေးလုပ်တဲ့လူတွေကရှုံနိုင်နိုင်ငံတော်အတွက်လုပ်ကြတာကိုမြို့ကိုရွာအတွက်လုပ်ကြတာနေရာမရတော့လဲမလုပ်နဲ့ပေါ့နောက်ဆိုပြီးကျွန်တော်ရှင်းတယ်ကျွန်တော်ရွေးကောက်ပွဲမနိုင်ဘူးလွတ်တော်ကိုယ်တည်းဝင်မနိုင်တော့ကျွန်တော်ဘာလုပ်ကကျွန်တော်စာရီအများကြီးဖက်လာကျွန်တော်စာအုပ်တွေအများကြီးထပ်ဝယ်တယ်ကျွန်တော်ဖတ်တယ်ကျွန်တော်ပုတုဒကျွန်တော်ဖြည့်ဆည်းတယ်နေရာရသွားတဲ့လူတွေကပို့ပြီးလုပ်ငန်းကိုလှုပ်ဆောင်ရမယ်တာဝန်ကြီးသွားတယ်နေရာမရတဲ့လူကမလုပ်ရဘူးပေါ့ကိုအလုပ်ကိုပုတုဒကိုမိသားစုကောင်းဖို့ကိုရွကိုနိုင်တဲ့ဘက်ကလေးရလို့ပေါ့လွတ်တော်နိုင်ငံရေးပါဝါတွေရှိသွားတယ်လူတွေသူတို့လုပ်ပေါ့အဲ့တော့စီတီတဲ့မှပြန်လည်းမဖြစ်စေချင်တယ်လို့စီတီပန်းလည်းမမှောက်စေချင်ဘူးဗျကျွန်တော်ကတော့ဒါနိုင်ငံရေးဥပမာနဲ့ပဲပြောတနေ့တော့အခါမှာဘယင်းကြီးနဲ့ပညာရှိပုံသားကြီးတွေကအနုတ္တိယကိလေသာပေါ့မာနတွေထောင်ထားတဲ့လူတွေကိုလိုက်စစ်ဆေးတာအဲ့ဒီမှာရက်ကန်းယုံတယုံကိုရောက်တယ်ရုပ်ဖြတ်ပြီးသွားတာပေါ့သူစင်းရဲရောက်နေဆောင်ပြီးရက်ကန်းယုံတယုံမှာရက်ကန်းယုံပိုင်ရှင်တွေရက်ကန်းရက်နေတဲ့လူတွေစက်ရေးတွေရက်အကုန်လုံးပေါ့အထွေထွေလုံသားတွေရက်ကန်းယုံကိုလေ့လာတဲ့ခါကျတော့စင်းတင်းရဲအမချုပ်ကြီးကလည်းစင်းတင်းရဲဘယင်းကြီးကလည်းစင်းတင်းရဲဝင်ကြီးတွေကလည်းစင်းနေဘလူးမှနှုံးမဆက်ဘူးမခုံးရှောက်သွားတာတရောင်းသားတွေထင်တယ်သူတို့လုံတာဘလူးမှလည်းခရီးဦးကြိုမပြူရေတစ်ခွက်လည်းမတိုက်ဘူးအဲ့ဒီနေရာမှာသူစင်းရဲမလေးတယောက်ကမလားမပသူစင်းရဲမလေးတယောက်ကဟာဘိုးဘိုးတို့ရေလေးတောက်ပါသူတက်နိုင်တယ်ဖွာရွေနှုတ်ဆက်တယ်ရေခတ်ပြီးတော့တိုက်တယ်ကျန်တဲ့ဟာတွေကတော့ချောလှလေးသူချမ်းသာတဲ့လူတွေဘာတွေညာတွေဆိုတော့မနှုတ်ဆက်ကြဘူးကွာသူ့မာနနဲ့သူကိုစီနေတာပေါ့အဲစင်းရဲသူမလေးကအဲ့လိုနှုတ်ဆက်တော့တဲ့ဒီရက်ကန်းယုံတယုံမှာလေဒီကောင်မလေးတယောက်ပဲမာနမရှိတာပါလားတဲ့ကျန်တဲ့လူတွေကမာနရှိတယ်နောက်နေ့ကျရင်စမ်းသပ်မယ်ဆိုပြီးမကြီးကနေပြီးတော့အဲ့ဒီရက်ကန်းတဲ့မလေးအောက်မှာသွားပြီးအသက်ပြတစ်ထောင်တုပ်ကိုမြုပ်ထားတယ်နောက်နေ့လဲသွားနှုတ်မဆက်တော့သူလဲမာနဝင်သွားပြီအဲ့ဒါကြောင့်မလို့မချုပ်ကြီးပညာရှိမကြီးပြောတယ်တွေ့လာထိဖျားကြီးတဲ့ကိုအောက်မှာအတပြားထောင်တော့ရှိသွားရုံလေးရှိသေးတယ်သူရှိမှန်းတော့မသိသေးဘူးနော်တဲ့ကျွန်တော်တို့နှုတ်မဆက်တော့ဘူးတဲ့ဘုရားတပည့်တော်တို့ကျုပ်တို့နှုတ်မဆက်တော့ဘူးမာနတက်သွားပြီရှိတာတော့မသိသေးဘူးမာနတက်သွားပြီတဲ့အဲ့လိုပဲယာဓုအာဏာနေရာရောက်တော့မရောက်သေးဘူးမာနကြီးတဲ့လူတွေလည်းဘဝင်မင်းတဲ့လူတွေလည်းမမြင့်စေနဲ့သမုတ်တရားရေမျက်နှာထက်ခဏပွက်တိရေပွက်ပမာတတရာတီအလကားပါယာဓုအာဏာလေးဆိုတာဒါလေးကိုပြောချင်တာပါဗျဇီးသီးတဲ့မပြိုင်းနေလည်းမဖြစ်စေချင်ဘူးဇီးပန်းလည်းမမှောက်စေချင်ဘူးအားလုံးဟာယာဓုအာဏာနေရာအတွက်နဲ့တော့ကိုယ်နိုင်ငံကိုယ်လူမျိုးကိုယ်အဖွဲ့အစည်းကိုတော့ချမနေကြနဲ့မကောင်းမပြောကြနဲ့ထိန်းချုပ်နိုင်ကြပါစေလို့ဒါဒီနေ့လေးမှာကျွန်တော်ကဒါမေတ္တာအာတိတနဲ့ပြောဆိုခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာနေ့လည်းခင်ဖြစ်ပါလိမ့်ဗျာ